Hello အားလုံးပဲမင်္ဂလာပါရှင်မမင်တို့ကတော့ပြင်ဦးလွင်မျိုးကပဲဖြစ်ပါတယ်ဒါကတော့မမင်တို့ဖူဒီတွင်းပြင်ဦးလွင်ကနေ customer ကိုပို့ပေးရတဲ့ပင်လက်စာအစုံမလာပန်းကြီး6000တန်းကိုထည့်နေတာလေးကိုမမင်ကရိုက်ပြထားဖြစ်ပါတယ်ရှင်အပေါ်မှာပဲရိုက်ပြရကြတော့အပေါ်မှာပါတာတွေပဲမြင်ရတာအောက်ကပါတယ်မမြင်ရလို့ပေါ့နော်ဘာတွေပါလဲဆိုရင်တော့ကနန်းပါမယ်ပြီးတော့ရင်ပစွန်ပါမယ်ပစွန်ကကြတော့မမင်တို့ကလေလုံးဝမြင့်ရီချုံပစွန်ကိုပဲတုံးပေးပါတယ်เนาะမြင့်ပစွန်ဖြစ်လို့မလို့တကောင်ဆိုတကောင်လိုက်တိမိမိနဲ့ချစ်ချစ်လေးလေးချိုချိုလေးပါရှင်ဘွေးမြူရေးလိုမျိုးခေါင်းပွားပွားကြီးတွေမဟုတ်ဘူးเนาะဒါချစ်ချစ်လေးနဲ့အရင်စားလို့ကောင်းတဲ့ပစွန်ပါပြီးသွားလို့ရှိရင်တော့ပါမလဲဆိုရင်တော့ရေပွဲပေါ့နော်ဘိတ်ရေပွဲပါပါမယ်ပြီးသွားလို့ရှိရင်ကင်းမွန်ပါပါမယ်ရှင်ဒီလိုပင်လက်စာ၄မျိုးအစုံပါတယ်ဒီလိုဘန်းကြီးတစ်ပန်းကိုမှ6000ကျပ်ပါရှင်ပွဲတီးလေးကတော့ဘန်းတရားကျတော့4000ကျပ်ပေါ့နော်ဒီလိုမျိုးပင်လက်စာကိုလက်လက်ဆက်ဆက်နဲ့ထိမိမိအရသာရှိကောင်းကောင်းလေးစားခြင်းနေဆိုရင်တော့မမင်တို့ဖူရီတွေးပြေဦးလင်းကိုစစ်သွယ်လိုက်ပါရှင်ဒါလေးကတော့အချင်းလေးနဲ့တုတ်စားရမှာ